သောဟံဝါယမိတ်တာမိယထာတတ္တိယထာဗလံကိသံပါရံသမုဋ္ဌတကတ္တံပုရိသကာရိယံကျင်းဝါသွားသေးတယ်ဘာပြောလိုက်တုံးဆိုသောအဟံဝါယမိတ်တာမိငါဟာတဲ့အစွမ်းတတ္တိရှိသလောက်ခွန်အားရှိသလောက်ကျိုးပန်းအထုတ်မယ်သမုဒ္ဒရာကြီးရဲ့ဟိုဘကန်းကိုရောက်သည့်ထိအောင်ငါသွားမယ်ယောက်ျားတွေလှုပ်တဲ့လှုပ်ထိုက်တဲ့လုံလဝီရိယကိုငါနောက်မဆုတ်ပဲနဲ့ဆက်လုပ်မယ်ဆိုပြီးပြောပြီးတော့အဲ့ဒါကူးပါလေရောဆက်ပြီးတော့ကူးသွားမင်းနဲ့စကားပြောအချိန်ကုန်တယ်ဆိုပြီးတော့အဲ့မှာဘုရားလောင်းဆက်ကုန်အဲ့ဒီဂါထာလေးကနော်စိတ်ဓာတ်ကြားတဲ့ပုဂ္ဂိုလ်ကြီးရွတ်ဖို့ကောင်းတဲ့ဂါထာပဲသောအဟံဝါယမိတ်တာမိသောအဟံထိုငါဟာယထာတတ္တိစွန့်ရည်တတ္တိရှိသလောက်ယထာဗလံခွန်အားရှိသလောက်ဝါယမိတ်တာမိလုံလပြုမယ်သမုဒ္ဒတသမုဒ္ဒရာရဲ့ပါရံဟိုဘကံအရောက်ခိစ္ဆံသွားမယ်ကတ္တံပုရိသကာရိယပုရိသကာရိယယောက်ျားတွေလုံလထုတ်ပြီးပြုလုပ်ရမယ်အလုပ်ကိုကတ္တံဆက်လက်ပြီးတော့လုပ်မယ်ဆိုပြီးတော့ဆက်ကူးသွားပါလေရောအဲ့ဒါလို့မဟာဇနကမင်းသားဆက်ပြီးတော့ကူးသွားတဲ့အခါမှာနတ်သမီးကယောတွန်ဧဝံဂတိဩခေအပမေယမဟနဝေတလောက်ကိုရေစည်းကလည်းအမတန်တန်လှိုင်းတွေကလည်းအမတန်ထန်တဲ့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာတဲ့မင်းဟာတတ္တိရှိရှိနဲ့လုံလဝိရိယနဲ့ပြည့်စုံပါပေတယ်မင်းရဲ့ကျိုးပန်းအထောက်မှုကြောင့်ပင်လယ်ကြီးထဲမှာမင်းနစ်မြုပ်မသွားဘူးကမ္မုနာနာဝတိရတိမင်းလောက်ရကြောင့်ပင်လယ်ကြီးထဲမှာမြုပ်မသွားဘူးသောတွန်တတ္ထေဝကိစ္ဆာဟိယထတေနိရတောမနောမင်းရောက်ချင်တဲ့နေရာရောက်ပါစေမယ်လို့ဆိုပြီးတော့နတ်သမီးကလက်ဆွဲပြီးတော့ရှည်တဲ့ကနေသူ့ကိုဆွတ်တင်လိုက်တယ်နော်နတ်သမီးနဲ့လည်းတွေ့ရတဲ့ခါလည်းမေ့သွားတယ်မေ့စေးပြေးလိုက်တာလို့ဖြစ်သွားကူးနေတဲ့လက်ကိုခုတ်ကနေဆွဲလိုက်သလားမသိဘူးအဲ့ဒီမှာဆွဲခေါ်လိုက်တာဆွဲခေါ်လိုက်တဲ့အခါကျတော့အိပ်ပျော်သွားတယ်ချက်ချင်းကြီးတကယ်တော့နတ်သမီးကရေထဲကနေဆွဲပြီးပွေ့ခေါ်သွားတာသူပွေ့ပေါ်ပြီးတော့သူသွားခြင်းတဲ့နေရာကိုပုတ်ပေးလိုက်တယ်ဘယ်တော့ဆိုတော့ဝိရိယတိုင်းမိထီလာမြို့အနီးမှာရှိတဲ့တရေဥယျာဉ်ပင်ရဲ့တရေဥယျာဉ်တွေကိုပုတ်ပေးလိုက်တယ်အဲ့ဒီတရေဥယျာဉ်ထဲမှာမင်းစိုးရာဇာတွေလာတဲ့အခါမှာဒီနေထိုင်ကြတဲ့ကြောက်ဖြာကြီးပေါ်မှာသူ့ကိုတေးသေးချာချာချပေးထားခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်ရေကူးရင်မောပြီးအမောဆုပ်သွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်အိမ်မက်တဲ့မဲ့တယ်လို့လည်းဖြစ်ချကောင်းဖြစ်လိမ့်မယ်ခါရဲပွေ့ချီပြီးတော့အဲ့ဒီပို့သွားတာသူတတိမရတော့အိပ်ပျော်သွားတယ်အိပ်ပျော်ပြီးတော့အဲ့ဒီတည့်ရဲ့ဥယျာဉ်တွေကိုသူချထားခဲ့တယ်နတ်သမီးကအဲ့ဒီချထားခဲ့ပြီးပြန်သွားရောဇလန်းကတော့အဲ့ဒါပဲအဲ့ဒီမှာမဟာဇနကမင်းသားဟာအခုလိုလုံလဝိရိယရှိရှိနဲ့လှုပ်တဲ့လှုပ်တတ်တာတွေကိုလှုပ်တယ်ဆိုတာဘဝသင်္ကန်းစာယူချမှာ